လိုဆဆရရရှားပန်းရဲ့ခကြီးထဲမှာပေါင်မုတ်တလုံး2000ကျော်ပဲပေးရပြီးတော့အရသာတွေအနေနဲ့လည်းရိုးရိုးအရသာနေပြီးတော့မာလာကနန်းဆက်အရသာတွေထိပါရတဲ့ဘေကရီလေးတစ်ခုကိုခေါ်သွားပေးမဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ရှင် Grace ခေါ်သွားပေးမဲ့နေရာလေးကတော့ Bread & Co Cafe and Bakery ပဲဖြစ်ပါတယ်ရှင်စမ်းချောင်းမျိုးနယ်ဘာခေရလမ်းမပေါ်စမ်းချောင်းမိသက်မျက်စောင်းတို့မှာပဲဖြစ်ပါတယ်ရှင်ဒီမှာလေပေါင်မုတ်တစ်ခု2000ကျော်ကနေစပြီးတော့ရွေးချယ်စရာအများကြီးပဲရှိတယ်အရသာတွေအနေနဲ့ဆိုလဲရိုးရိုးပေါင်မုတ်တွေကနေစပြီးတော့မာလာကနန်းဆက်ပေါင်မုတ်တွေအထိပါထူးခြားတဲ့ပေါင်မုတ်တွေအထိပါရတယ် Grace အကြိုက်ဆုံးချက်ကလေဒီလို open kitchen ထားပေးတာပေါ့နော်ဒီလို open kitchen ကိုကြည့်နေရင်လည်းပေါင်မုတ်တွေကဘယ်လောက်ထိတန်ရှင်းလက်ဆက်တယ်ဘလူရီတောင်ကျမ်းမိုင်နဲ့ညီညွတ်အောင်ထုတ်လုပ်ထားတယ်ဆိုတော့မျက်ဝါးတင်တင်မြင်နေရတာမျိုးပေါ့နော် Grace ဒီမှာနောက်တစ်ခုကြိုက်တာကလေ coffee ပေါ့နော် Grace ကလေနေ့တနေ့ရဲ့အစကို coffee နဲ့စတင်ရတာကြိုက်တယ် coffee ဆိုလို့ရှိရင်လည်းစစ်မှအရသာလည်းထူးခြားနေမှကြိုက်တာပေါ့နော်ဒီမှာကျတော့ coffee က coffee စစ်ကိုတုံးထားတယ်အရည်အသွေးမြင့်တဲ့ coffee လေးကိုတုံးထားတယ်အဲ့တော့ Grace တို့လို coffee lover တွေအတွက် coffee ဆိုင်ကောင်းကောင်းရှာနေတဲ့လူတွေအတွက်ကတော့ဒီဆိုင်ကလုံးဝကွက်တိပေါ့နော်အခုကတော့ Grace မှာထားလေးလည်းရောက်လာပြီဆိုတော့စားပါတော့မယ်ရှင်ဒါလေးကတော့ဂျပန် cheese cake ပါ Grace TikTok ကြည့်တဲ့အခါမှာဂျပန် cake တွေလုပ်ပြတာဂျပန်တွေလုပ်ပြတာကိုတွေ့ရလေအဲ့ဒီ cake ကိုစားလိုက်ရတယ်လို့ပါပဲရှင်ဒါလေးကတော့လက်ရှိမှာ trend ဖြစ်နေတဲ့ cheese lover cake ပါသူကအပေါ်မှာ cheese အမြင်တွေဖြူထားပြီးတော့အတွင်းသားမှာ cheese အရည်ရွှဲရွှဲလေးနဲ့ပါစိမ့်ထွက်နေတာပါပဲရှင်ဒီဆိုင်က cake မုတ်တွေရလေအချိုမစူးပဲချိုရဲရဲဘက်ကိုမသွားဘဲနဲ့စိမ့်ထွက်နေတဲ့ပုံစံမျိုးလေးသွားပါတယ်ဘာစားစိတ်အီထွေးထွေးလေးပါရှင်ဒါလေးကတော့9တိုဘူးပေါင်မုတ်ပါတစ်ခုကို3500ပဲပေးရပါတယ်ရှင်ဒါလေးကတော့ strawberry smoothie ပါ strawberry ဒီအစ်စ်ကိုတုံးထားပေးပြီးတော့နုနဲ့ပေါင်းဆက်ပြီးတော့ချင်းပြုံးစိမ့်ရတာလေးနဲ့တော်တော်လေးကိုတောက်လို့ကောင်းပါတယ်ရှင်ဒါလေးကတော့ eclair ပါအလုံးစားဖို့ကြလိမ့်မယ်လို့ထင်ပါတယ်ရှင် eclair ကတော့လူကြိုက်များတဲ့ပေါင်မုတ်မျိုးစားတစ်ခုပေါ့နော်ဒီဆိုင်ရဲ့ထူးခြားချက်အနေနဲ့ဆိုရင်အထဲမှာ cream တွေပြည့်သိမ့်နေတာမျိုးအပြင်က chocolate ရည်လေးစမ်းထားပြီးတော့စိမ့်လေးနဲ့အီထွေးပြီးတော့စားလို့ကောင်းပါတယ်ဒါလေးကတော့တောက်လိုက်တာနဲ့ဖလန်းထသွားမယ်အရန်ကို fresh ဖြစ်တဲ့ coffee တမ်းမရပါ coffee စစ်ကိုမှတမ်းမရရတာလေးရောထားတာမလို့ချင်းပြုံးခါစိမ့်လေးပါရှင်ဒါလေးကတော့ Black Forest cake ပါသူကတော့တဒုံးကို9000ပါရှင် quality ကောင်းတဲ့ whipping cream တွေကိုသုံးပေးထားတာမလို့ cream ကြိုက်တဲ့သူတွေအတွက်က must try ပါရှင်ဒါလေးကတော့ double sausage ပါတစ်ခုကို3000ကျော်ပဲပေးရပါတယ်ရှင် sausage နဲ့ကိုမှချွတ်ချင်းရတာလေးစားခြင်းနဲ့ဆိုရင်ဒါလေး try ပါဒါလေးကတော့ cheese bean bun မှာပဲစီတွေအများကြီးနဲ့အတွင်းမှာ cheese ဖြည့်ထားတဲ့ပေါင်မုတ်မျိုးစားတစ်ခုပါတစ်လုံးကို3500ပဲပေးရပါတယ်ရှင်ဒါလေးကတော့ Grace အကြိုက်ဆုံးပါပဲရှင်အရန်ကြိုက်တော့ပါ avocado ကိုမှ coffee နဲ့ရောထားတော့ခါစိမ့်လေးနဲ့အရန်ကိုတောက်လို့ကောင်းပါတယ်ဒါလေးကတော့3လုံးပါတော့မှ3500ပဲပေးရတာမလို့အတန်ဆုံးပါပဲရှင်ဒါမျိုးလေးကိုအိမ်မှာအမြဲဆောင်ထားပြီးတော့မနက်စာပဲစားအစာပြေပဲစားကျန်းမာရေးနဲ့ညီညွတ်ပြီးအာဟာရပြည့်ဝတဲ့အစားတောက်ပါ Grace စားပြသွားတဲ့ပေါင်မုတ်တွေမကဘူးဒီဆိုင်မှာဆိုရင်ရွေးချယ်စရာပေါင်မုတ်တွေကိတ်မုတ်တွေအများကြီးရှိပါသေးတယ်ဗတ်ဒေးကိတ်တွေဆိုရင်လည်းကိုလိုချင်တဲ့ပုံစံတိုင်း customize လုပ်ပေးပါတယ်နိုင်ဝက်ကြိုပြီးဖုန်းဆက်ပြီးမှာလို့လည်းရတယ်လို့ဆိုင်အောင်လာရင်လည်းမိနစ်30အတွင်းအပြီးလုပ်ပေးပါတယ်ဒီလိုမျိုးကိတ်သား base တွေကအစင်သင့်လုပ်ထားပြီးသားပေါ့နော်ရွေးချယ်စရာအနေနဲ့ဆိုရင် chocolate ရှိမယ် strawberry ရှိမယ် vanilla ဆိုပြီးတော့3မျိုးရှိပါတယ်ရှင်ကိုလိုချင်တဲ့ပုံစံကိုလိုချင်တဲ့ဒီဇိုင်းကိုပြောလိုက်တာနဲ့မိနစ်30ပဲစောင့်ရမှာဖြစ်ပါတယ်ရှင်ဒီဆိုင်ရမုတ်တွေအကုန်လုံးကနေချင်းလက်ဆက်လုပ်တဲ့မုတ်တွေပေါ့နော်တနေ့စာမုတ်တွေကို open kitchen နဲ့မှာတစ်ခါရေးလုပ်လိုက်တယ်ဒီဆိုင်မှာလာစားလို့လည်းရတယ်လို့စင်ကီဟာဆိုင်တိုင်းမှာလည်းဆိုင်ခွဲတွေလည်းရှိပါတယ်ဆိုင်ထိုင်စားလို့ရတဲ့ branch တွေရှိတယ်လို့ parcel ဝယ်လို့ရတဲ့ branch တွေလည်းရှိပါတယ်ရှင်စင်ကီဟာရှိတဲ့နေရာလေးတွေကတော့စမ်းချောင်းဘူအောင်ကျော်ပြည်လန်းလှဲတန်းပါရမီကန်တာယာအောင်ဆန်းတရုတ်တန်းပဲဖြစ်ပါတယ်ရှင်အခုဆိုရင်နောက်ထပ်ဆိုင်ခွဲအနေနဲ့ဖော့ကန်စီအနီးမှာရှိတဲ့ Honeycomb Fashion Shop မှာလည်း Bread & Co ဆိုင်ခွဲအသစ်ဖွင့်တော့မှာပဲဖြစ်ပါတယ်ရှင် Honeycomb Fashion Shop မှာဈေးဝယ်ရင်းနဲ့ Bread & Co ပေါင်မုတ်ဆိုင်မှာအေးစင်းနာလို့ရမှာပဲဖြစ်ပါတယ်ရှင်ဆိုင်သစ်ဖွင့်ပွဲထိမ်းမှတ်နေနဲ့ Honeycomb branch မှာ Bread & Co ရဲ့ဘဲပေါင်မုတ်ကိတ်မုတ်ကိုပဲယူ 10% discount ရရှိမှာပဲဖြစ်ပါတယ်ရှင် Grace ရဲ့ဗီဒီယိုလေးကိုတွေ့လို့ပြောလိုက်တာနဲ့ 10% off ရမှာပဲဖြစ်ပါတယ်ရှင် Grace ကတော့ Bread & Co ရဲ့ quality ရောအရသာရော packaging တွေကိုကြိုက်တာမလို့အင်္ဂါလူတွေကိုလည်းစားစေချင်တာမလို့ parcel လေးဝယ်ခဲ့ပါတယ်ရှင်ဆိုတော့ Grace ရဲ့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင် Grace တွားခဲ့တဲ့ဆိုင်နာမည်လေးကတော့ Bread & Co ပဲဖြစ်ပါတယ်ရှင်စမ်းချောင်းမျိုးနဲ့ဘာခရလမ်းမပေါ်မှာပဲဖြစ်ပါတယ်ရှင်အားလုံးပဲတတာ